ကဲဒုတိယပွဲစားပါပြီခင်ဗျဒုတိယပွဲစားပါပြီအားလုံးပဲသူတို့လည်းစိုးရိမ်နေဆိုရတာပဲဝါလေထဲမှာရက်နေတယ်ကြီးတယ်ဒီမှာ20စက္ကန့်လောက်ရတာအားလုံးပဲဗျာမြန်မာပြည်ပြည်ရင်ကြေးလေးအားပေးကြမယ်ဗျာသိနေကြတယ်လက်နဲ့ပြေတော့ထောက်ဖို့ပြန်ထိုးပါဒီလိုင်းနေပြီစပီးရလည်းရှော့မှမထင်ဘူးမဲရမလားဘာလို့ဘောမလို့ပိုက်လို့မြန်မာပြည်ကျင်လာတယ်အမှန်တကယ်တော့နောက်နေ့အများကြီးကြီးရဲ့
နဲ့နေသေးတယ်နိုင်ဘက်တော့အိတ်နေတယ်သေးတယ်ငါကြီးက လက်နဲ့ညညိုက်နေသလို လူလည်းမပြောကြဘူးဘောဒီဘောပလိုက်တာလက်နဲ့ညညိုက်တော့မရတော့ဘူးကိုချင်ပါလားအုပ်ကြီးနဲ့သိဒီပါလား ကိုညောင်းလာတို့တယ် ကိုလေးတင်လာလေ အဲ့စမပြေဘူး ဒီပါလေဒီကိုတင်ကြည့်လိုက် နည်းနည်းနောက်ဆုံးကြည့်လိုက်ဖြည်းဖြည်းခါညောင်းတာပေါ့အေးအဲ့လိုမျိုး အားကြောင့်အကျော်ရတယ် ဟုတ်တယ်လေညောင်း ဒီ တာ က ဟုတ်တယ်လေဟုတ်တယ်လေ သူကငါတို့ကိုပေးလွှင့်မယ်ခေါင်းတော့မလုပ်ဘူး ဟုတ်တယ်လေထောင်းနေကြတော့သူ ဒါညတောင်းဆိုင်နဲ့အတိုက်ခံပြောတာက ကိုတဲမူစတိုးနဲ့ level တန်းလောက်မဟုတ်ဘူးဗျကိုတဲမူကအသက်60လောက်ရှိပြီဗျသူကအသက်ကြီးတယ် ထောက်တာပြဝါယူပါအဆုံးမပေးနဲ့ဘာလို့အတင်းချောင်းရုံပေးကြတော့အဆုံးမခံနိုင်ထောက်တာပြလိုက် ဖိုက်တော့ညီလေးဖိုက်တော့ တက်ဖမ်းလာရဲ့တက်လိုက်တာမပြီးတော့ချင်းတက်လိုက်တာ ဒီနေ့ကတော့စားပြီးကောင်းတယ်မရတော့တော့ပဲ ဖိုက်တော့ညီလေးဖိုက်တော့အမတ်က7မှတ်6မှတ်ပါ ဘိုးကြီးကမလုံးတော့ ဖိုက်တော့ညီလေးဖိုက်တော့ ဘယ်တော့ဘုံ ဖိုက်တော့ညီလေးဖိုက်တော့ညီလေးဖိုက်တော့လို့ညီလေး ဘုံထုတ်ရ တလုံးစားပြီးရင်တော့ကောင်းတယ်လုံးဝမပေါ့ဘူးပြန်ရရိုးစရာကောင်းတယ်ဒီလိုရတာ Ule phải đâu Ule phải đâu Ule
ဇလုံးတော့ဘယ်လိုကောင်း ပိတ်တာလေ အဲ့ဘိုးကြီးကလုံးနဲ့ကောင်းကြည့် မက်က73မှတ်9မှတ်ပါ ပထမပွဲမဟုတ်ညီလေးဒုတိယပွဲပါ မပို့ရင်မိတယ်ကွာငါတို့ကအဲ့ဒါမက်က73မှတ်10မှတ်ပါ ကျွန်တော်တို့ကခြေဝင်စီမြောက်ခြေတလုံးမှန်ပြီးတော့ချိုးလာတော့ချိုးကောင်းမချိုးဘူးထိုင်ရတော့ဘယ်လိုလဲဘယ်လိုလဲသူ့ကောင်းတယ်
我伢在哪了？ ဒါပြန်ပြီးကြောင်းသားရက်လို့လားအဲ့ကောင်ကပို့ဆိုးတယ်ဘယ်ဘက်လဲဘယ်လာလို့လဲအများကြီးဟုတ်တယ်ဒီမှာဒီလိုကြကြမဲ့အဘောလေ16ရက်နေ့စား16 15လား14ရက်နေ့ရဆောင်ဟုတ်လားမနေ့ပြန်လေ miss လေ ဟုတ်တယ်လေ ဒီရောက်တော့ miss ကနည်းနည်း 6လိုက်လား9လိုက်လား miss က9လိုက်တောင်းနဲ့တောင်းနဲ့ 9လိုက်ပါမနေ့ပြန်ဟုတ်တယ်ဒီလိုလေးဖိုင်နေတယ်ကိုကြောကွာဒီပြရတယ် Men team event, Thailand and Myanmar. The official referee for the second leg. Shadow referee Mr. Abdul Halim Prada from Singapore. Official referee Mr. Supriyan Chai from Malaysia. Co-referee Mr. Mayadu from Myanmar. Referee Mr. Michael Blanco from Philippines. Assistant referee Mr. Kasali Malali from Malaysia. Line referee Mr. Pane Intana from Laos. Line referee Mr. Boy Song Han from Vietnam. Challenge referee Mr. Srawut Sipratit from Thailand. Challenge referee Mr. Songpon Intratun from Thailand. Rồi nói được càng chào rồi nó. Cô ngồi quê ở xa lại bảo. Quê cô ngồi quê ở xa lại bảo.
lấy lý cầu trâu rồi đó mà lấy lý con này nghe này chỉ mà không chạy bao nhiêu Malaysia and Indonesia. The official referee for the second leg group. Chairman referee Mr. Abdul Halim Singapore. Official referee Mr. Manok Chujit from Thailand. Co-referee Miss Pimpon Mason from Thailand. Challenge referee Miss Ratchapat Pankasem from Thailand. Challenge referee Mr. Samai Kiemram from Thailand. Bila kasih bila apa? Nanti kau mau aku bila apa? Nanti kau mau lantai bila apa?
တော့ပြေဆိုးရှစ်ကိုတော့ မက8မှတ်4မှတ်ပါ အဲ့ဒါပြောနေကျွန်တော်တို့ပြောနေတယ်ချက်ဖို့ရှိပါဘူး